ဒါကမကောင်းဘူးမဟုတ်ဘူးကျွန်မရှင်ပါပြောချင်တာလေခမရဲ့သားချွေးလန်းကိုတစ်သက်လုံးမေးမှာမဟုတ်ပါဘူးကဲပါတစ်နှစ်လောက်ဆောင်မေးပွဲမအောင်တာဘာမှမဖြစ်ပါဘူးနောက်တစ်နှစ်ပြန်တက်တာပေါ့3နှစ်မအောင်ရင်3နှစ်5နှစ်မအောင်ရင်5နှစ်ရှင်ဆောင်မေးပွဲအောင်သာစူးစမ်းပါကျွန်မရှင်ကိုကြွေးထားနိုင်ပါတယ်ဒီငွေတွေကိုအရင်ယူထားလိုက်ပါဖခင်ကြီးမသိပါစေနဲ့ကျွန်တော်မှလက်ချေအကောင်းပါကလေးရှိပါတယ်ခမစီကအလှူဒါနကိုမလိုချင်ပါဘူးသူကငွေကိုအရန်ဖြုံးတာပဲဝေကျန်းဒီနေ့စိတ်ထားကတိတ်ရရောပါလားကျေးဇူးရှင်တယောက်ကထက်ကူညီလိုက်ပြန်ပြီးထင်တယ်ဘာရှိလို့လဲစုဆောင်းထားတဲ့ငွေလေးနည်းနည်းပါးပါးပါပဲအားလုံးပျော်ပျော်ရွှင်ရွှင်ပေါ့ကျမသူ့ကိုငွေ1000ပေးလိုက်တယ်ကျမရဲ့မုံဘိုးတွေအကုန်လုံးနီးပါသူ့ကိုကူညီဖို့သုံးလိုက်တာဝေကျန်းဒီနေ့ကကျမမွေးနေ့လေးရှင်ကျမအတွက်လက်ဆောင်တစ်ခုခုပြင်ဆင်ထားတာရှိလားခမားလိုမျိုးရိုးမြင့်အမျိုးသမီးတယောက်ကကျွန်တော်စီကလက်ဆောင်လိုချင်သေးလို့လားရှင်မာရီတွေးနေတာလဲဝေကျန့်အကြောင်းတွေးနေတာပါမင်းကလေးဖီရီရဲ့ရင်ထဲမှာတခြားလူတွေကြောင့်စိတ်မကောင်းဖြစ်ရတာတွေရှိတယ်အခုချိန်မှာတော့ဖီရီရဲ့ရင်ထဲမှာကျွန်တော်တယောက်တည်းပဲရှိရမယ်တခင်မလေးအဆင်မပြေတော့ဘူးဘိုးကျိုးဝေပြန်လာပြီးသူကမင်းကလေးစုကိုလည်းခေါ်လာတယ်အခုဒီဘက်ကိုလာနေပြီးမကြခင်ရောက်တော့မယ်ဟေ့ငါတို့လမ်းခွဲကြရအောင်ကျွန်တော်ဝေကိုဇနီးဖြစ်တင်မြောက်ချင်တယ်ရှင်ဘသူကိုယူကျမနဲ့မဆိုင်ပါဘူးဝေကကျွန်တော်ကိုပိုရောစိတ်ပါပုံအပ်ထားတာကြပါပြီဒီနေ့ကျွန်တော်လာတာကနောက်တစ်ချိန်မှာဝေဟာဇနီးမယားဖြစ်လာမှာကိုပြောပြချင်လို့ပါဝေလိုမိန်းကလေးမျိုးကိုတရားဝင်ဂုံတိတ်ခါပေးရမယ်သူ့ကိုအနှိမ်ခံမဖြစ်စေရဘူးခမားပါမှာဘာမှရွတ်လဲဒါရှင်အလုံးမဟုတ်ပါဘူးအခုရှင်ကကျမရဲ့ခင်ပွန်းမဟုတ်တော့ဘူးနောက်ပြီးတာကအမာရွတ်အတူဆိုရင်ရှင်ယုံမာလားခမားတီလားလမ်းခွဲစာမရေးခင်ကတည်းကကျွန်တော်စီစာတွေခဏရောက်လာတယ်ခမားမှာနောက်မီးလင်းနေတယ်လို့ပြောကြတယ်ဘသူကအာချောင်ပြီးဒါတွေကိုဝေကြန့်ကိုတွားပြောရဲတာလဲဒါကအချက်လက်တွေကိုလိန်ညာထားတာပါကျမလမ်းခွဲပြီးမှချွေးလန်းနဲ့အတူနေတာပါကြည့်ရတာတော်တော်ခက်ခဲပုံပဲသူဘာလို့ရဲနေတာလဲအမွှေးတိုင်အိုးကအမှတ်မထင်ပြုတ်ကျသွားရင်သူထိခိုက်သွားနိုင်တယ်မလားဘိုးကျုပ်ဝေကတကယ်ပဲမျက်စိစူးရှာတာပဲအခုနွေရာသီကိုရောက်တော့မယ်ဒါကံကောင်းတာလားဒါပေမဲ့ကိုတက်သေးခြင်းနေတဲ့ငွေတကောင်လည်းရှိနေတယ်ဖေရန်ဟွန်းကစာရွက်စာတမ်းတွေပြန်ရခဲ့ပြီးမင်းရဲ့မောင်လေးရွေဝေကိုမြို့တော်ရဲ့အတော်ဆုံးကျောင်းကိုငါပို့ပေးလိုက်ပြီးစိုင်ပိုင်လူကျောင်းဆိုတာကဘာတဝန်းကကျောင်းသားတွေတက်ချင်ကြတဲ့ညနိုးဖွယ်ရာနေရာတစ်ခုပေါ့မျိုးဆက်အလိုက်ဝင်ကြီးချုပ်တွေအားလုံးကအဲ့ဒီကျောင်းကဆင်းလာကြတာပဲဒါဟာအာနာနဲ့အလှတရားရဲ့ပြရုပ်တစ်ခုပါပဲနမေကြီးမိသားစုတွေရဲ့ထောက်ခံချက်ရတဲ့သူတွေဟာဝင်ခွင့်စာမေးပွဲကနေတဆင့်တက်ရောက်နိုင်ပါတယ်မင်းမာဒီလိုမျိုးအဆက်အသွယ်ရှိတာကိုငါ့ကိုဘာလို့စောစောစီးစီးမပြောခဲ့တာလဲမင်းမာဒီလိုအရေးချင်းရှိမှန်းသိရင်ဘာလို့ဒီအခြေအနေထိရောက်ပါမလဲမင်းရဲ့မောင်လေးရွေဝေကိုအမြန်မိတ်ဆက်ပေးလိုက်ပါနောက်တစ်ချိန်မှာသူယာရုရလာရင်မင်းတို့မိသားစုရဲ့ဂုဏ်သိက္ခာကိုလည်းမြင့်တင်ပေးနိုင်မှာပါရွေဝေကသူတစ္ဆာဖောက်ခံရတာကိုမသိသေးဘူးထင်တယ်ငါအဖေကအငိမ့်စားယူခဲ့တာကြာပြီတချို့မှုမတ်တွေကလည်းအေဂရိရဲ့တန်တရားကိုကြောက်နေကြတာအကိုကျမတို့လမ်းခွဲလိုက်ပြီလို့ဘယ်နှခါပြောရမလဲထောက်ခံချက်ပေးဖို့အတွက်လဲကျမမှာတခြားသူရှိပါတယ်ဖေရန်ဟွန်းအဲ့ဒီတုန်းကငါအရန်စိတ်လိုက်မှန်မှဖြစ်သွားတာပါအရင်ကလမ်းခွဲစာကိုတော့အတီမဖြစ်ဘူးလို့ပဲတတ်မှတ်လိုက်ကြရအောင်ငါအရင်ကပြောခဲ့ဘူးတယ်စိုင်ပိုင်လူเจ้าကိုတက်ခွင့်ရမယ်ဆိုရင်ငါဒီထက်ပိုပြီးအောင်မြင်နိုင်မှာပါအခုမင်းကငါအတွက်ဒီအခွင့်အရေးကိုဖန်တီးပေးနိုင်ပြီဆိုတော့မင်းရဲ့နှလုံးသားထဲမှာငါရှိနေသေးတယ်ဆိုတာတက်တေပြလိုက်စမ်းပါဖေရန်ဟွန်းအရင်ကမင်းရဲ့ခံစားချက်တွေကိုငါနားမလည်ခဲ့ဘူးဒါပေမဲ့အခုတော့ငါသိပါပြီဝမ်းမနှဲပါနဲ့ငါတို့၃ယောက်အနာဂတ်မှာကောင်းကောင်းမွန်မွန်နေထိုင်သွားကြရအောင်မင်းနဲ့ရွေဝေးကလွဲရင်တခြားသူမရှိပါဘူးဖေရန်ဟွန်းမင်းဘာကိုဆိုလိုတာလဲငါ့ကိုယွန်ရှာတဲ့နေလို့မင်းထင်နေတာလားကောင်းပြီဖေရန်ဟွန်းနောက်တမရနဲ့နော်မင်းငါ့ကိုလာတောင်းပန်ပြီးပြန်တွဲဖို့ပြောမဲ့အချိန်ကိုငါစောင့်ကြည့်နေမှာပါအဲ့ဒီအချိန်ကျရင်စိုင်ပိုင်လူเจ้าရဲ့ဝင်ခွင့်တစ်ခုတည်းနဲ့တင်မပြီးတော့ဘူးနော်တခင်မလေးအဆင်ပြေရဲ့လားဘိုးကျုပ်ယူဝေးဘက်ကလည်းစိုးရိမ်နေတာပါကျမအဆင်ပြေပါတယ်သူပိုပြီးဒေါသထွက်လေကျမပိုပြီးပျော်လေပါပဲဒါနဲ့ရှင်ရောပဲလန်သခင်ကြီးဒီရက်ပိုင်းဘာလို့ဒီလောက်တောင်တနာစရာကောင်းအောင်လုပ်နေတာလဲရှင်ဒီလိုလုပ်နေတာကကျမကရှင်ကိုနှိမ့်ဆက်နေတယ်လို့မျိုးဖြစ်နေပြီးဒါမှမဟုတ်အချိန်နှောင်းသွားလို့လားရှင်နောက်ရက်အနည်းငယ်အတွင်းမှာထွက်သွားရတော့မှာကိုဘာလို့ကျမနာမှာမကတ်နေတာလဲဖေမိန်ကလေးကျွန်တော်ဘယ်ကိုသွားရမှာလဲအကိုရှောင်ချိုင်းရှင်ကတော့ကျမနဲ့နောက်နေတော့မဲရှင်ကပညာသင်သွားရမှာလေဟေးရဟွန်းကျမသွားပြီးတဲ့နောက်တယောက်ကတင့်ကိုလိန်ညာခဲ့ရင်ဘလို့လုပ်မလဲဒါဆိုရင်ရှင်သွားဖို့မလိုတော့ပါဘူးမလေးစုကတင့်ကိုရေကန်နားမှာတွေ့ဖို့လူလွတ်ပြီးဖိတ်ကြားလိုက်ပါတယ်ဒီနေ့ကျမနေလို့တိတ်မကောင်းဘူးမသွားချင်ဘူးမလေးစုကပြောခိုင်းလိုက်တာကတော့အဲ့ဒီလူကဘသူလဲဆိုတာသူသိတယ်လို့တင့်ကိုပြောပြခိုင်းလိုက်ပါတယ်စူးယိုဝေးရဲ့စကားတွေအရသူကကျမနဲ့ချွဲလန့်အကြောင်းကိုသိနေတာသိကြပါတယ်ကျမချိန်ထားတဲ့အတိုင်းသွားပါမယ်
ဟေရန်ဟွန်ဒီနေ့ကျမတင့်ကိုချိန်လိုက်တာကချွဲမိသားစုကအကိုနဲ့ပတ်သက်တဲ့ကိစ္စကြောင့်ပါတင်ပါပြောချင်လဲချွဲမိသားစုကအကိုဟာကျမရဲ့ငယ်တငယ်ချင်းဆိုတာတင်ကောင်းကောင်းသိပါတယ်သူကစာတင်ဖို့စိတ်အားထက်သန်နေတာကိုတင်ကသူ့ကိုတင့်နားမှာနေဖို့အတင်းကျပ်လုပ်ခဲ့တာပါဒါမှမဟုတ်ရင်ချွဲမိသားစုကအကိုကတင့်လိုလင်မယားကွဲထားပြီးသူ့ထက်အများကြီးကြီးတဲ့အမျိုးသမီးကိုဘလို့လုပ်ပြီးကြိုက်မှလဲမူလကကျမတင့်ရဲ့အိမ်ထောင်ရေးကိုမဖျက်ဆီးခြင်းခဲ့ပါဘူးဝေရွှန်ကိုလည်းကျမကိုထိခွင့်မပေးခဲ့ဘူးဒါပေမဲ့တင်ကကျမကိုအတင်းကျပ်လုပ်ခဲ့တာပါဒါကြောင့်ကျမကိုအပြစ်မတင်ပါနဲ့ဟေရန်ဟွန်ချစ်လျက်နဲ့မပေါင်းဖက်ရတဲ့နာကျင်မှုကိုတင်လည်းမြည်စမ်းကြည့်စေခြင်းနဲ့ဟေရန်ဟွန်တင်ဘဲချိန်ကစပြီးဒီလောက်ရက်ဆက်တဲ့သူဖြစ်သွားတာလဲရိုဝေတစ်ခုခုဖြစ်ခဲ့ရင်ကျမတင့်ကိုခွင့်မလွတ်ဘူးစူးယိုဝေကတကယ်ကိုရုပ်မာလွန်းနေကျမကိုဒီလိုဒေါသတရားတွေမျိုးချခိုင်းရဲတယ်ပေါ့ဟင်ဘာလို့တိတ်မနာတာလဲနာကျင်မှုဆိုတာဘယ်မှာလဲဘာလို့လုံးဝရှာမတွေ့တာလဲဒါဟာတင်ယိုဝေအပေါ်လုပ်ခဲ့တာတွေအတွက်ပြန်ပေးဆက်ဖို့မလုံလောက်သေးပါဘူးတင်သာယိုဝေအတွက်ဆေးကိုစမ်းသပ်ပေးမယ်ဆိုရင်တင့်ကိုခွင့်လွတ်ဖို့ကျမစဉ်းစားပေးပါမယ်ရေစရာကောင်းလိုက်တာရှင်ခွင့်လွတ်တာကိုကျမကဂယုစိုက်နေမယ်လို့ထင်နေတာလားတိတ်ပြီးဟာသားလုံးမနေပါနဲ့တင့်လိုစိတ်ထားအောက်တန်းကြတဲ့အမျိုးသမီးကဒါနဲ့မထိုက်တန်ပါဘူးဒီလက်ကောက်ကတင်းထက်စာရင်ယိုဝေနဲ့ပိုလိုက်ဖက်ပါတယ်။သခင်မကြီးမင်းသမီးစီကနေမွေးနေ့ပွဲတက်ရောက်ဖို့ဖိတ်စာရောက်လာပါတယ်။မင်းသမီးနဲ့အခုလက်ရှိအေဂရိဟာမိခင်တယောက်တည်းကမဟုတ်ကြသလိုလွန်ခဲ့တဲ့2 နှစ်ကလည်းမင်းသမီးဟာတော်ဝင်သွေးမစစ်ဘူးဆိုတဲ့ကောလာဟာလာတွေရှိခဲ့ပါတယ်။သို့ပေမဲ့လည်းသူမကိုဂယုစိုက်ချင်တဲ့သူပေါ်မှာတော့တက်ရောက်မှုမရှိခဲ့ပါဘူး။အားလုံးကတော့ဒီပါတီပွဲကိုတက်ရောက်ခွင့်မရှိကြပါဘူး။ဒီတစ်ခါတော့တက်မှုဝေတယောက်သွားနိုင်မယ်မထင်ပါဘူး။မမကြီးပြောတာမှန်ပါတယ်။နှစ်တိုင်းတက်မှုဝေဟာမမကြီးရဲ့ခင်ပွန်းအဖြစ်နဲ့အတူတူသွားလေးရှိတာပါ။အခုတော့သူကဒီလိုမျိုးခံစားချက်မရှိတော့ပါဘူး။ကျမတို့ကိုတနာညာတာမှုမရှိဘူးလို့အပြစ်မတင်ပါနဲ့ဒါပေမဲ့မမကြီးထွက်သွားတဲ့အချိန်မှာကျမရဲ့သခင်ဒါမှမဟုတ်ဝင်းထဲကအစေခံကပြောတာကတော့တက်မှုဝေကအစင်သင့်ပြင်ထားပြီးပြီတဲ့မမကြီးကိုယ်တိုင်ရွှေသခင်မလေးကိုတောင်းပန်ဖို့သူကတောင်းဆိုနေပါတယ်မဟုတ်ရင်တော့သူမမကြီးနဲ့အတူလိုက်လာမှာမဟုတ်ဘူးတဲ့ကျမကိုသွားခေါ်စေချင်တာလားပြီးတော့အဲ့ဒီစေခံမလေးကိုကျမကတောင်းပန်ရမယ်ဟုတ်လားအဲ့ဒီလိုပြောရအောင်သူကချွဲလန်ထက်ပိုချောလို့လားချောတာလားတက်မှုဝေကတော့နန်းရံဘော်ကရွှွန်စေးတုံးလိုပါပဲသူ့ကိုသခင်လေးချွဲနဲ့ဘလို့လုံးနှိုင်းရှင်လို့ရမှာလဲတူလေးရဲ့မျက်စိယောဂါကရုတ်တရက်ကြီးပျောက်ကင်းသွားခဲ့ပါပြီတက်မှုဝေကနောက်နေတာပဲဒီနေ့ဟာကျမရဲ့မွေးနေ့ဖြစ်တဲ့အတွက်ပညာရှိတွေနဲ့အလှပကေးတွေအားလုံးကကြပြလေးတွေနဲ့ဂုဏ်ပြုပေးပြီးဒီပွဲလေးကိုပို့ပြီးပျော်ရွှင်စရာကောင်းအောင်လှုပ်ဆောင်ပေးကြပါအရှင်မင်းသမီးကျွန်တော်မျိုးရဲ့အရေးချင်းလေးနည်းနည်းလောက်ထုတ်ပြပေးရစေတစ်ပင်ထက်မှာစောင်းဦးရာသီရဲ့ပုံမြင်လေးတွေရှိတယ်လို့ဆိုကြပါတယ်ဒါကြောင့်လဲတရွက်2ရွက်ကိုခူးပြီးအသားနဲ့အတူကြော်ချက်ခဲ့ပါတယ်ကြပြကောင်းလေးပဲဖေးဟွမ်တခင်မလေးကတကယ်ကိုထူးခြားတာပဲဖေးမိသားစုရဲ့သမီးဟာညံကောင်းတယ်လို့ကြားဘူးတာကြားပါပြီဒီနေ့တော့အမှန်ပဲဆိုတာတွေးလိုက်ရပါပြီအစီကံဝိုင်းထည့်ပေးစမ်းမင်းရဲ့ကြပြကကျမကိုဗိုက်စာစေးလို့ခွင့်မြောက်ပြီးဂုဏ်ပြုချင်ပါတယ်ပါတီပွဲပြီးရင်တော့နန်းတွင်မီးဖို့ချောင်းကတော့အလုရှုပ်တော့မှာပဲဒီနေ့နောက်ထပ်ကြပြတစ်ပုတ်လောက်ရေးပေးလို့ရမလားရပါတယ်မမကြီးကျွန်တော်မျိုးချွဲလန်ဟာအရှင်မင်းသမီးရဲ့မွေးနေ့ပွဲကိုဆင်နွှဲဖို့ရောက်ရှိလာတာပါကျွန်တော်မျိုးမှာအသိပညာနည်းပါပေမဲ့လည်းအရှင်မင်းသမီးတက်တော်ရာကျော်ရှိပါစီကြောင်းကြပြတပုတ်နဲ့ဆူတောင်းပေးခြင်းပါတယ်အဖိုးတန်ရတနာတွေဟာပိုးထည်ပေါ်မှာတောက်ပနေပါတယ်နှွေးထွေးတဲ့နှွေဦးရာသီရဲ့မွေးနေ့ပွဲဟာငွေးကြိုင်တဲ့ဝိုင်တွေကိုပိုးပြီးအရသာရှိစေပါတယ်နှစ်စဉ်နှစ်တိုင်းငြိမ်းချမ်းမှုတွေရရှိပါစေကြီးမြတ်တဲ့ဂုဏ်ကျေးဇူးတွေအောက်မှာအမြဲတမ်းပျော်မွေ့နိုင်ပါစေကောင်းတယ်ဖေးသခင်မလေးကတကယ်ကိုကြော်ရှင်းတာပဲသခင်လေးချွဲကတကယ်ကိုဇွဲရှိတာပဲဘာလို့အဲ့ဒီလိုရက်လိုက်တာလဲမမကြီးအိမ်ကိုရောက်နေပါပြီဒါပေမဲ့တက်မှုဝေကလည်းဒီမှာရှိနေပါတယ်မင်းဘာလို့ဒီမှာလဲဟဲရွံကျိုးမင်းဘာလို့ငါစီလာမရှာတာလဲမင်းသမီးကငါ့ကိုပဲဖိတ်တာမင်းကိုမဖိတ်ဘူးငါဒီနေ့တင်ပြောတာမဟုတ်ဘူးမင်းငါစီမလာတာကြပြီမင်းအကြိုက်ဆုံးရွှေငါမီး3ခုပန်းတွေကိုငါယူလာပေးခဲ့ရင်တော့မင်းမလာခဲ့ဘူးငါပန်းတွေလားရွှေငါမီး3ခုပန်းတွေလားဝေချမ်းမင်းကတော့တကယ်ကိုစိတ်ပြတ်ဖို့ကောင်းတာပဲငါဘလောက်ပဲချစ်ပြမင်းကတော့အငင်းမပွားပဲမနေဘူးမင်းဘယ်တော့ကဒီလိုသဘောထားကြီးတဲ့လူဖြစ်သွားတာလဲဟဲရွံကျိုးဒါမှမဟုတ်မင်းမှာတခြားလူရှိနေတာလားဝေချမ်းငါမင်းကိုမချစ်တော့ဘူးဆိုတာအမှန်ပဲမင်းမှာအရင်ကတည်းကတခြားမင်းကလေးရှိခဲ့တာပဲပြီးတော့ငါပြောသမျှကိုလစ်လျူရှုထားပြီးအခုမှစိတ်ဆိုးတဲ့စကားတွေပြောနေတာလားငါတို့လမ်းခွဲပြီးငါ့ကိုထပ်ပြီးမနှောက်ယှက်ပါနဲ့တော့မင်းရဲ့ညီမလေးရဝေနဲ့ပဲပျော်ပျော်ရွှင်ရွှင်သွားနေလိုက်ပါတောင်းပန်ပါတယ်ရွံကျိုးငါထင်ခဲ့တာကမင်းဘာမှထင်နေစရာမလိုဘူးငါပဲစဉ်းစားမှာမင်းငါအပေါ်ဘာတွေလုပ်ခဲ့လဲဆိုတာကိုပဲပြန်ပြီးစဉ်းစားသင့်ပါတယ်ဒီမှာတင်အဆုံးသတ်လိုက်ရအောင်နောက်ထပ်မနှောက်ယှက်နဲ့တော့ရွံကျိုး
ဟဲယွန်ကျိုးငါတေချာစဉ်းစားပြီးပြီအရင်ကငါမင်းပေါ်မှားခဲ့ပါတယ်ငါတို့ပြန်အဆင်ပြေလို့မရဘူးလားဒီနေ့မှလမ်းခွဲတာကငါအတွက်စိတ်သက်သာရာရစေတယ်လို့မင်းမဲပြောခဲ့တာမဟုတ်ဘူးလားအခုငါမှငါချစ်တဲ့လူရှိနေပြီပြီးတော့မင်းအလိုရှိခဲ့တယ်လို့ပါပဲဘယ်တော့ကစတာလဲမထူးဆန်းဘူးသူ့ကိုဖမ်းဖို့လူလွတ်လိုက်ပေမဲ့သူကထွက်ပြေးသွားပြီဆိုတာလုံးဝမထူးဆန်းဘူးတကယ်တော့မင်းကသူ့ကိုဝတ်ထားပေးတာပဲဟဲယွန်ကျိုးသူကမင်းပေါ်မယိုးသားဘူးသူမင်းသားကိုချင်းကပ်တာကငါ့ကိုကလဲစားချေဖို့ပဲသူမင်းကိုလုံးဝမချစ်ဘူးငါသူ့ကိုချစ်တယ်မင်းသားလေလားမင်းကငါနဲ့ရားဝေအကြောင်းကိုညွှန်ညင်နေတာဆိုရင်ငါသူ့ကိုချက်ချင်းအဝေးကိုလွှတ်လိုက်မယ်စိတ်မဆိုးပါနဲ့ယွန်ကျိုးငါမင်းတယောက်တည်းကိုပဲချစ်တာပါဆူရားဝေနဲ့ဘာမှမဆိုင်ဘူးငါမင်းကိုမချစ်တော့တာကြပြီမင်းငါကိုဘလို့လို့မချစ်ပဲနေနိုင်မှာလဲဘလို့လို့ဖြစ်နိုင်မှာလဲမင်းငါကိုတစ္ဆာဖောက်ရဲတယ်ပေါ့ငါမင်းကိုတက်ပစ်မယ်ချူလန်ဒါတွေကမင်းကဆင်းရဲတဲ့ចောင်းသားတယောက်ဖြစ်နေလို့ပဲစစ်တေနာပရိကြီးမင်းမူးနေပြီးမင်းစောင့်ကြည့်နေလိုက်ပါငါမင်းကိုခွင့်မလွတ်ဘူးမမလေးကျွန်တော်ကိုကြောက်နေတာလားပြင်ဆင်ပြီးသွားပြီဝေးကတော့ဒီအတိုင်းရက်တက်နေမှာမဟုတ်ဘူးဒီတစ်ခါချွေလန်သွားရမှာကအသက်အန္တရာယ်ရှိနိုင်တဲ့ခရီးစဉ်တစ်ခုပဲသူတို့တိတ်တဆိတ်ငိုနေကြတာလားဖေးရန်ဟွန်းအနည်းဆုံး3နှစ်လောက်တော့စောင့်ပေးပါဦးဖေးရန်ဟွန်းကိုငါအနားရောက်လာအောင်အစီအစဉ်ဆွဲခဲ့တာငါကိုယ်တိုင်ပဲငငယ်တုန်းကမင်းရဲ့အမားတွေအကြောင်းနဲ့ဝိရှုအကြောင်းကိုငါရေးခဲ့ဘူးတယ်မင်းကလူကောင်းတစ်ယောက်ကိုပြည်တယ်စာလုပ်ဖို့အတင်းအကျပ်ခိုင်းစေတဲ့သူလို့ဆွဲခဲ့တာအဲ့ဒီနောက်မှာတော့အဲ့ဒီမှတ်တမ်းတွေကိုငါမီးရှို့ပစ်ခဲ့တယ်ဒါပေမဲ့တစ်သက်လုံးမင်းကိုစိတ်ပြတ်အောင်မလုပ်တော့ဘူးလို့ကတိပေးပါတယ်တကယ်တော့သူတို့ကငါအပေါ်ကျေးဇူးဆက်ဖို့အထိစဉ်းစားနေစရာမလိုပါဘူးဒါတွေအားလုံးကသူတို့ထိန်းချုပ်နိုင်တဲ့အရာတွေမဟုတ်ပါဘူးဒါပေမဲ့တစ်သက်လုံးမင်းကိုစိတ်ပြတ်အောင်မလုပ်ပါဘူးချွေလန်ဒီတခါပါရီလူအုပ်ချုပ်ရေးမှူးကငါအဖေဆိုတာမင်းသိလားသူကနာမည်ဝက်ထားတာမင်းရဲ့အဖေငါအဖေကိုချွေလန်ကငါနဲ့အရေးချင်းတူတယ်လို့ပြောပြခဲ့တယ်သူကအစပိုင်းမှာလက်မခံပေမဲ့ချွေလန်ကိုငါချစ်တဲ့လူလို့ပြောလိုက်တော့မှသူကလက်ခံပြီးမင်းကိုအဲ့ဒီကိုအမြန်ဆုံးလွှတ်ပေးဖို့ပြောလိုက်တာငါအဖေရဲ့ဇယိုက်ကတော့မင်းအဲ့ဒီကိုရောက်ရင်သူကတေချာပေါက်ကူညီပေးလိုက်မယ်ကျန်တာတွေကတော့ကိုယ့်ဘာသာကိုစူးစမ်းရမှာပဲမင်းကိုပြောပြီးပြီလင်မယားကွဲတာမအောင်မြင်သေးတဲ့၍မင်းကငါမိမပဲဘာတွေလာနောက်နေတာလဲဒီဘဝတည်းမကဘူးနောက်ဘဝတွေမှာလည်းငါစီကနေလွတ်ဖို့မစင်စားနဲ့မေတ္တာရှင်ဝေမင်းပြောတာတွေကတိတ်ပြီးအတိတ်ပဲမရှိဘူးအရင်တုန်းကငါစပင်လေးတွေဖြူသွားတာကိုမြင်တာနဲ့တင်မင်းကကွာရှင်းဖို့အတင်းတောင်းဆိုခဲ့တာလေအခုကျတော့ငါကကွာရှင်းဖို့သဘောတူနေတာတော့မင်းကဘာလို့ညင်းနေရတာလဲအဲ့ဒါကအရင်တုန်းကလေးမင်းကငါကိုအတိုက်ခံလုပ်နေတာမဟုတ်ရင်ချွေလန်ကငါကိုလာမနှောက်ယှက်ရင်ငါဘာလို့ကွာရှင်းပေးရမှာလဲမေတာရှင်ဝေးအခုမင်းကရွှေငွေတွေစင်မြန်းပြီးအစိတ်9ရာထူးဌာနနေရနဲ့ဂုံတရေရှိတဲ့လူတစ်ယောက်ဖြစ်နေပြီလေအခုအချိန်မှာစစ်ဗိုလ်ချုပ်ဝေရှင်ရထားတဲ့ဒီကျငါးပွေးစစ်ဗိုလ်ချုပ်ရာတို့ကရှင်ရဲ့ကိုပိုင်ရည်ချင်းနဲ့ရခဲ့တာလို့ထင်နေတာလားကျမတို့မိသားစုသားမရှိခဲ့ရင်ရှင်ဟာအခုထိရိုးရိုးစစ်သားတယောက်ပဲရှိနေဦးမှာပါကျမဖေကရှင့်အတွက်လမ်းခင်းပေးဖို့သူ့ရဲ့အဆက်အသွယ်အားလုံးကိုအသုံးပြုခဲ့ရတာအခုချိန်မှာရှင်ဟာလမ်းဘေးတနေရာမှာပေါင်မုံအေးတွေစားပြီးထိုင်နေရမှာဘဲကနေပြီးတော့စစ်ဗိုလ်ချုပ်ရာတို့ရလာမှာလဲမိန်းကလေးမင်းကကိုဒီလိုမျိုးစကားပြောရဲတယ်ပေါ့ငါဝေချက်ရဲ့အခုလက်ရှိအဆင့်တန်းဤကငါရဲ့ကိုပိုင်စစ်ရေးအောင်မြင်မှုတွေအပေါ်မှာမူတည်နေတာရှင်စစ်ပွဲနိုင်ငံလောက်အနိုင်ရခဲ့ပြီးတော့ရှင်ရဲ့မျိုးရိုးစမြစ်ကိုချက်ချင်းမေးသွားတာပဲအခုရှင်မှာအာနာပြည့်ရှိပြီလို့ထင်ပြီးရှင်ရဲ့အခြေခံအုံမြစ်ဟာဖေးမိသားစုရဲ့မြေပေါ်မှာတိဆောက်ထားတယ်ဆိုတာကိုမေ့နေတာလားငါဂယူမဆိုင်ဘူးဖေးရဟုံငါအဲ့ဒီအရာတွေကိုဂယူမဆိုင်ဘူးအခုချွေလန်းကမကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေပြီးသူကမင်းနဲ့နီးစပ်အောင်လုပ်နေတာကငါ့ကိုလက်စားချေဖို့ပဲသူပိုင်လူချောင်းကနေထွက်သွားတဲ့အထိစောင့်ကြည့်လိုက်တူမြေမြုပ်ဖို့နေရတော့မရှိအောင်ငါတေချာပေါက်တက်ချင်မယ်သူ့ကိုထိကြည့်ရရင်ထိကြည့်လိုက်လေပိုင်လူချောင်းရဲ့အကြောင်းအုပ်ကြီးကကျမရဲ့အဖေပဲမင်းဘာပြောလိုက်တာလဲဒါကဘလို့ဖြစ်နိုင်မှာလဲကျမရဲ့အဖေမိသားစုကရိုးရိုးမိသားစုတစ်ခုပဲလို့ရှင်ထင်နေတာလားရှင်ချွေလန်းရဲ့အကြောင်းဝင်းကိုဖျက်ဆီးခဲ့ပြီးတော့သူ့ရဲ့စာအုပ်တွေကိုမိရှုခဲ့တယ်မြို့တော်ထဲမှာရှိတဲ့ဘဲကျောင်းကမှသူ့ကိုလက်မခံရဲအောင်ရှင်ကဖိအားပေးခဲ့တယ်ဘယ်နေရာကမှသူ့ကိုအသုံးပြုရဲကြဘူးဒါတွေကိုကျမမသိဘူးလို့ရှင်ထင်နေတာလားပိုင်လူချောင်းရှင်ကပိုင်လူချောင်းအုပ်ကြီးရဲ့သမီးကိုစော်ကားခဲ့ပြီးကျောင်းအုပ်ကြီးရဲ့တပည့်ရင်းကိုတောင်လက်ပါရဲသေးတယ်ဒါဟာတေလန်းရှာနေတာမဟုတ်ရင်ဘာလဲစစ်ဗိုလ်ချုပ်အနေနဲ့ကိုတတိထားတဲ့ရှင်ရဲ့စစ်အာဏာတွေလည်းကုံဆုံးသွားပြီးနာမည်ပြည့်ုံတည်းမကပဲအရာအလုံးဆုံးရှုံးသွားလိမ့်မယ်မဟုတ်ဘူးကျွန်တော်အဲ့လိုမျိုးမချစ်ချင်ဘူးရဟုံမင်းဒီလိုမျိုးမလုပ်ဘူးမဟုတ်လားမင်းတို့တွေလုံလာပြီးဖေးရဟုံမင်းသဘောရှိသလိုသာလုပ်ပါတော့ဒီကိစ္စသာအပြင်ကိုပေါက်ကြားသွားရင်မင်းရဲ့နာမည်ဟာနှစ်ပေါင်းရာချီပြီးပျက်စီးသွားလိမ့်မယ်ဆိုတာသိရလားဖေးမိသားစုရဲ့နာမည်ကဖေးမိသားစုရဲ့အကူအညီနဲ့ရက်တည်နေရတဲ့ကျန်ငါးပွင့်စစ်ဗိုလ်ချုပ်တယောက်ကလက်ညှိုးထိုးညွှန်ကြားရမယ့်အခြေအနေမျိုးကိုမရောက်သေးပါဘူးတခင်မလေးစစ်ဗိုလ်ချုပ်ဟာမျက်စာစားဖို့တောင်အိမ်တဲကိုခြေလက်မကျခဲ့ပါဘူးအခုချိန်မှာတခင်မလေးကကိုပေါ်ဂူးဆိုင်ပြီးတစ္ဆာရှိတဲ့သူတယောက်ကိုတီးသွားယုံနဲ့ရှင်ကချက်အင်းဆိုတလို့ဒေါ်ဒရာကြီးဖြစ်နေရတာလားတကယ်တော့စစ်ဗိုလ်ချုပ်ဝေရဲ့တရားမျှတမှုဆိုတာသူတစ်ပါးအတွက်ပဲရှိပြီးကိုတော့မထိန်ချုံနိုင်ဘူးကွာရှင်းဖို့တောင်းဆိုခဲ့တာကလည်းရှင်ပဲစိတ်ပြောင်းသွားတာကလည်းရှင်ပဲဒီလောကထဲမှာအဲ့ဒီလိုကိစ္စမျိုးပဲမှရှိလို့လဲကျွန်တော်အလိုရှိတာကမန်ကန်တဲ့အရာတစ်ခုပါပဲကျွန်တော်သာဒီကွာရှင်းမှုကိုသဘောမတူရင်ဒါကဖြစ်လာမှာမဟုတ်ဘူး
စစ်ဗိုလ်ချုပ်ဟာဒီရက်ပိုင်းတွင်အပြင်ကိုမထွက်ဘဲအခန်းထဲမှာပဲအောင်းနေပြီးစာအုပ်တွေဖတ်ရင်းစိတ်ညစ်တာတွေကိုဖြေဖြောက်ဖို့အရက်တွေပဲတောင်းနေတာကျွန်တော်တို့လူတော်များများကသူ့ကိုဖြောင်းဖြတ်ခဲ့ကြပေမဲ့အချင်းကြီးပါပဲစစ်ဗိုလ်ချုပ်ရဲ့စိတ်ထဲကအဖို့အထစ်တွေကမပြေလည်သေးတော့တခြားလူတွေဘလောက်ပဲဖြောင်းဖြတ်ပါစေအပို့ပါပဲအမေရဲ့စံထိုးလေးကအယောင်လေးကအရန်လာတာပဲကြည့်ရတာတက်ရက်ပြီးတန်ဖိုးကြီးမဲ့ပုံပဲအမနဲ့လည်းအရန်လိုက်တာပဲကျွန်မကိုပေးလို့မရဘူးလားဒါကကျွန်မရဲ့မိခင်ရင်းကခြံထားခဲ့တဲ့အမွတ်အတရက်ပစ္စည်းပါပြီးတော့ဖေးမိသားစုမှာတခုတည်းသောအရာလည်းဖြစ်ပါတယ်အမကျွန်မအမှန်အတိုင်းပြောပြမယ်စစ်ဗိုလ်ချုပ်ဝေကကျွန်မကိုဂရိပေးထားတာကြပါပြီဟိုင်းနောက်တစ်ချိန်မှာဝေအိမ်တော်ရဲ့အိမ်ထောင်ဦးစီးကတော့ဆိုတာအမီနာမတက်တာဖြစ်လာမှာပါဝေအိမ်တော်ရဲ့အိမ်ထောင်ဦးစီးကတော့တယောက်အနေနဲ့အခြေအနေရရက်ကိုနားလည်ပြီးကျွန်မလိုငယ်လေးငယ်များကိုလည်းနာတာပေးတင်တာပေါ့ဒီစံပင်ပုံစံကိုကျွန်မသိကြိုက်တဲ့အမကြီးကသဘောထားကြီးကြီးနဲ့ကျွန်မကိုပေးခဲ့တာဆိုတော့အမကြီးဟာအခြေအနေကိုနားလည်တဲ့သူလိုပဲသတ်မှတ်လိုက်ပါမယ်နောက်တစ်ချိန်မှာဝေရှစ်ရှုံးရှစ်ရောက်ရင်လည်းအမကြီးအကြောင်းကောင်းတာလေးတွေပြောပေးပါမယ်တက်လိုက်ကျမတို့အိမ်တော်ရဲ့အဖိုးတဲ့လက်ဆောင်ကိုရှင်ကဒီလောက်တောင်ရိုင်းရိုင်းဆိုင်ဆိုင်ထိပါရဲတာလားဝေရှစ်ရှုံးကရှင်ကိုပျော်ရွှင်အောင်လို့ဆနောက်ပြီးပြောလိုက်တာကိုပဲရှင်ကအတီးကြီးမနေတာလားအားကိုးရမရှိပဲရှင်တန်ဖို့အတွက်အမျိုးသားတယောက်ကိုပဲမိခိုနေရတဲ့အပြင်ကမိန်းမတယောက်ကဒီနေရာထိလာပြီးရိုင်းဆိုင်ရတယ်ပေါ့နင်တို့ငါကိုနှိမ့်ဆက်ရတယ်ပေါ့ငါအခုပဲဝေရှစ်ရှုံးစီသွားပြီးတရားမျှတမှုတောင်းခံမယ်စုယိုဝေမင်းကဒီနေ့ထိလှစ်စားတာတော်သားပဲဝေကမင်းကိုတကယ်ပဲချစ်တယ်လို့ထင်နေတာလားချစ်တာပေါ့ဝေရှစ်ရှုံးကကျမကိုအရာရာအလိုလိုက်တယ်တခြားလူတွေကမသိပေမဲ့ကျမကတော့တီးတယ်အမကြီးကဝေရှစ်ရှုံးရဲ့နှလုံးသားထဲမှာကျမရှိနေတာကိုမနာလို့ဖြစ်နေတာမဟုတ်လားမင်းကိုမနာလို့ဖြစ်ရမယ်ဟုတ်လားငါကဘာလို့မင်းကိုမနာလို့ဖြစ်ရမှာလဲမင်းကသူတို့ရဲ့ရည်မှန်းချက်အတွက်အတုံးချခံနေရတာကိုမသိရှာဘူးပဲနင်ရမ်းမပြောနဲ့အရင်ကသူတို့ကဖေးမိသားစုရဲ့အာဏာကိုအားကိုးခဲ့ရလို့မလုပ်ရဲခဲ့တာအခုငါဖေကယာဒူးကနှုတ်ထွက်သွားပြီဆိုတော့မှနင်လိုမင်းမမျိုးကိုအပြင်မှာမွေးထားရဲတာသူတို့လိုချင်တာကထိန်းချုပ်ချင်တဲ့စိတ်ဆန္ဒတက်တက်ပဲအားလုံးကနင့်ဘက်ကစကားတွေကြီးပါပဲဝေရှစ်ရှုံးကကျမပေါ်တိဆက်ရှိတယ်သူပေးတဲ့ပိုက်ဆံတွေနဲ့ချွဲလန်ကိုခိုးကူညီနေတာကိုသူတို့မသိဘူးလို့ထင်နေတာလားသူတို့အကုန်သိတယ်ဒါပေမဲ့မင်းကိုဘာလို့တိုက်ရိုက်မပြောတာလဲဆိုတာသိလားသူကကျမအတွက်တီးတဲ့အိမ်တလုံးဝယ်ပေးဖို့ကျမရဲ့စံပင်ကိုဖျက်ခဲ့တယ်ပြီးတော့ကျမမောင်လေးကိုလည်းအကောင်းဆုံးကျောင်းမှာထားပေးတယ်ဒါတွေအားလုံးကအတူအယောင်တွေလားတိဆက်ရှိတယ်ဟုတ်လားမင်းကရေကန်ထဲမှာကြက်နေတဲ့လူတယောက်လိုဟန်ဆောင်နေတာပဲဝေလိုမျိုးနဲ့တဲ့အတွေ့အခေါ်ရှိတဲ့သူကမင်းရဲ့တရုပ်ဆောင်ချက်တွေကိုမသိဘူးလို့ထင်နေလားငါကခေါင်းပါပြီးအညံ့မခံတက်တဲ့သူမင်းကတော့နူးညံ့ပြီးခိုင်းတာလို့တက်တဲ့သူသူ့ရဲ့ထိန်းချုပ်လိုစိတ်နဲ့တနာစရာကောင်းတဲ့ဂုဏ်သိက္ခာကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူပဲစုယိုဝေမင်းကအစကတည်းကအမကြီးကိုစိတ်ဆိုးအောင်လုပ်ဖို့နဲ့အဆက်ခွဲဖို့ဝေရှစ်ရှုံးအတုံးချတဲ့ကိရိယာတက်တက်ပဲမင်းတယောက်တည်းကသာအတီးကြီးမဲ့နေတာဒါတွေကအမကြီးမင်းအတွက်တေချာပြင်ဆင်ထားတဲ့အုံစရာတွေပဲဒါတွေအားလုံးကမင်းကဝေစီကနေပိုက်ဆံတွေယူပြီးချွဲလန်အတွက်သုံးနေရဆိုတဲ့တက်တွေတွေပဲမင်းကတိဆက်ရှိတယ်လို့ပြောရဲသေးတာလားမင်းကအစကတည်းကပိုက်ဆံအတွက်မင်းရဲ့မောင်လေးအတွက်သူ့ကိုချင်းကက်ခဲ့တာပဲအခုကျမှငါရှေ့မှာလာပြီးတဲရောစင်ကြီးတောင်တွေလာလို့မနေနဲ့အမကြီးကျမမသွားပါပြီကျမမဘာရည်ရွယ်ချက်မှမရှိပါဘူးအခုပဲကျမကိုလွတ်ပေးပါအမကြီးကျမအမားကိုတကယ်တိပါပြီဒီတစ်ချိန်တော့ခွင့်လွတ်ပေးပါနောက်တစ်ခါမလုပ်ရတော့ပါဘူးနောက်ဆိုအိမ်တော်ကိုလည်းမလာတော့ပါဘူးမင်းသားငါပစ္စည်းတွေကိုထက်ပြီးမျက်စိတက်နေဦးမယ်ဆိုရင်ငါရဲ့ဒီခံနိုင်စွမ်းကိုကျော်လွန်လာမယ်ဆိုရင်မင်းရဲ့အပုံနဲ့ထွက်နေတဲ့ကိစ္စတွေကိုမြို့တော်ထဲမှာအကုန်သိအောင်ချင်းပြစ်မယ်မင်းရဲ့ရန်တိုက်ပေးတာတွေလူထင်လွဲအောင်လုပ်တာတွေကိုကြည့်မရတာကြပြီမင်းလူဒီလောက်လာတဲ့အဝတ်စားတွေနဲ့မတန်ပါဘူးစုယိုဝေကရုတ်သေးရုတ်လေးတက်တက်ပါပဲငါကိုနှိမ့်ဆက်ခဲ့တဲ့သူအစကတည်းကငါကိုဒုက္ခပေးခဲ့တဲ့သူကဝေပဲတီးပြီလားဝေကိုတယောက်ယောက်ကတိုင်တော်ထားတဲ့တိုင်တိုင်ယုံတင်မကပ်ဘူးလက်နက်တွေဝတ်ထားတာစစ်တပ်ကပစ္စည်းတွေကိုခိုးယူတာတွေနဲ့ပတ်သက်ပြီးတက်တေတွေနဲ့တကောတိုင်ကြားခံထားရတာပုံကံဖို့ရည်ရွယ်ချက်ရှိတယ်ဆိုပြီးတော့ပေါ့ဒီစခန်းကစစ်တီတော်ရဲ့ကိုယ်တိုင်ဝန်ခံချက်အပါဝင်ခိုင်လုံတဲ့တက်တေတွေရှိပါတယ်စစ်ဗိုလ်ချုပ်ဝေခင်ညာကတော့ကိုတကယ်ပဲဒုက္ခပေးလိုက်တာပဲခင်ညာအသက်ရှင်နိုင်မှာမဟုတ်တော့ဘူးဒီတစ္ဆာဖောက်ဟာဘာဖြစ်လို့တစ္ဆာဖောက်ဖို့ရည်ရွယ်ချက်နဲ့လက်နက်တွေကိုဝတ်ထားရတာလဲဝင်ကြီးချုပ်ကိုယ်တိုင်မြို့ပြင်ကစခန်းကိုစစ်ဆေးဖို့တပ်ဖွဲ့တွေကိုဦးဆောင်ခဲ့ပါတယ်ကျွန်တော်မျိုးအမိန့်ကိုလက်ခံရရှိပါတယ်ဝေကျန်းအမိန့်ကိုလက်ခံရရှိပါတယ်အကယ်မင်းမြရဲ့အမိန့်တော်ကိုနာခံပါစစ်ဗိုလ်ချုပ်ဟောင်းဝေကျန်းဟာစိတ်နှလုံးကျဉ်းမြောင်းပြီးကိုကျင့်တရားကင်းမဲ့သူဖြစ်ပါတယ်သူဟာတာဝန်တွေကိုလစ်လျူရှုပြီးမိမိလိုဆန္ဒတိုင်းလှုပ်ဆောင်ခဲ့ကယာဒူးနဲ့မထိုက်တန်တဲ့အကျင့်စရိုက်တွေကိုပြသခဲ့ပါတယ်သူ့ကိုအရာရှိယာဒူးကနေထုတ်ပယ်ပြီးတသက်လုံးအယက်သားဖြစ်နှိမ့်ချလိုက်ပါတယ်နန်းတော်ထဲမှာအမှုထမ်းခွင့်ဒါမှမဟုတ်အစိုးရရေးရာတွေနဲ့စစ်တပ်ရေးရာတွေမှာပါဝင်ခွင့်ဘယ်တော့မှမပြုတော့ပါဘူးဝေချန်းရဲ့ပိုင်ဆိုင်မှုဦးအားလုံးအိမ်နဲ့ပစ္စည်းတွေကိုနိုင်ငံတော်ပိုင်ဖြစ်တင်းဆဲလိုက်ပါတယ်အရင်ကစစ်မှုထမ်းခဲ့တဲ့အကျိုးကျေးဇူးကြောင့်အထူးကင်းလွတ်ခွင့်ဖြစ်မြို့ပြင်ကအိမ်ဦးလေးတစ်လုံးကိုပဲနေထိုင်ဖို့ခြံထားပေးပြီးကျန်တာအားလုံးကိုတင်းဆဲလိုက်ပါတယ်အမိန့်တော်ပြီးဆုံးပါပြီမဟုတ်ဘူးဒါမဖြစ်နိုင်ဘူးအရှင်မင်းကြီးကျွန်တော်မျိုးအယံမတရားခံရပါတယ်အရှင်မင်းကြီးကျေးဇူးပြုပြီးတနာညာတာပေးပါဟွန်းအရင်ကတခြားသူတွေကိုနှိမ့်ဆက်ခဲ့ပြီးအခုလိုကြဆုံးသွားတာဟာတကယ်ကိုထိုက်တန်ပါတယ်အဲ့ဒီဝေကတော့တကယ်ကိုတနာစရာကောင်းပါတယ်ယာဒူးသိမ်းခံရပစ္စည်းတွေသိမ်းဆည်းခံရပြီးလူတွေရဲ့တတွေးနဲ့ထွေးတာကိုတောင်ခံရတယ်နန်းတော်တကားကိုတောင်ဝင်ခွင့်မရတော့ဘူးဦးလေးဟူကတတိယနေရာကနေစာမေးပွဲအောင်မြင်တာဟာသူနဲ့ထိုက်တန်တဲ့အရာပါပဲဝေချန်းခင်များကအတုံးမကျတဲ့လူပဲအတုံးမဝင်ယုံတင်မကပဲကျမကိုပါဒုက္ခပေးနေတဲ့ခင်များကကျမကိုတောင်မကြောက်တော့ဘူးလားရန်ဟွန်ရှင်ကျမကိုချစ်တယ်လို့ပြောခဲ့တယ်မဟုတ်လားခင်များကိုချစ်ရမယ်ဟုတ်လားဝေချန်းကျွန်တော်ခင်များကိုတခါမှမချစ်ခဲ့ဖူးအခုခင်များမှာဘာမှမရှိတော့ဘူးဆိုတော့ကျွန်တော်အတွက်ဘာသုံးဝင်တော့မှလဲတခင်မစိုးခင်များကစစ်ဗိုလ်ချုပ်ရဲ့ပိုက်ဆံကိုခိုးယူပြီးစစ်ဗိုလ်ချုပ်ကနေကိုလက်ထိုးခဲ့တဲ့ကိစ္စကမပြီးသေးဘူးနော်ခင်များလုပ်ခဲ့တဲ့အမှုဟာတသက်လုံးနေဆက်မှာပင်ပန်းအလုပ်လုပ်ဖို့ပို့ဆောင်ခံရဖို့လုံလောက်ပါတယ်တဲထဲမှာအလုပ်လုပ်ရင်းဒီမျိုးကိုဘယ်တော့မှပြန်မလာနိုင်တော့ဘူးစစ်ဗိုလ်ချုပ်ကျွန်မသွားပါတယ်နောက်တစ်ခါမလုပ်ရတော့ပါဘူးကျေးဇူးပြုပြီးစစ်ဗိုလ်ချုပ်ကျွန်မကိုခွင့်လွှတ်ပေးပါအရင်ခင်များဟာတခြားသူတွေကိုမြောက်ပင်ပြီးကျွန်တော်ကိုအချစ်တင်ဖို့နဲ့ကျွန်တော်နာမည်ချက်ဖို့စ조사ခဲ့တယ်အဲ့ဒီတုန်းကဘာလို့ဒီနေ့ကိုထဲ့မစင်းစားခဲ့တာလဲ
ရန်ဟွမ်းကျွန်မမားသွားပါတယ်တကယ်ကိုမားသွားတာပါကျွန်မကိုခွင့်မလွတ်နိုင်ဘူးလားအရင်လိုပြန်ဖြစ်ကြရအောင်နောက်ပိုင်းကျရင်ရှင့်တယောက်တည်းပေါ်မှာပဲကောင်းပါမယ်အရင်ကအဲ့ဒီစကားတွေဘယ်ရောက်နေလဲခင်များကဒါနဲ့ကျွန်တော်စံပင်ကိုတဝက်ဖြစ်ခဲ့ပြီးကျွန်တော်နှလုံးသားကိုနာကျင်စေခဲ့တယ်ကျွန်တော်တို့ရဲ့ဆယ်စုနှစ်ချီတဲ့အချစ်တွေကိုဖျက်ဆီးခဲ့တယ်ခင်များလမ်းကွဲမယ်လို့ပြောခဲ့တဲ့အချိန်ကစားပြီးကျွန်တော်အချစ်တွေအကုန်ဆုံးသွားပါပြီကျွန်မမမှန်းသိပါပြီကျွန်မကိုအခွင့်အရေးတစ်ခါလောက်ထပ်ပေးပါရှိမရှိရင်ကျွန်မမနေနိုင်ပါဘူးအခုတော့ခင်များကိုယ်တိုင်ဒါတွေအားလုံးကိုဖျက်ဆီးဖို့ရွေးချယ်ခဲ့တာပဲကျွန်တော်နဲ့ဘာမှမဆိုင်တော့ဘူးကျွန်တော်ကိုလွတ်ပေးပါကျွန်တော်ကိုလွတ်ပေးပါမမကြီးခွက်ချူးလန်ကစားတဆောင်ထက်ပို့လိုက်ပြန်ပြီးအခုဆိုနှစ်ရှိပြီးခွက်ချူးလန်ကတလားမှမကြက်ကွက်ခဲ့ဘူးတကယ်ကိုနှက်ဆိုင်နဲ့ချစ်ချင်းမေတ္တာပါပဲဟုတ်တယ်ဒီနှစ်အတွင်းမှာသူကကျွန်မစီကိုစားရအများကြီးရေးခဲ့တယ်စကားလုံးတိုင်းမှာလွမ်းဆွမှုတွေနဲ့ပြည်နေတာပဲသူကကျောင်းကပန်းတွေပွင့်နေပြီလို့ပြောတယ်ကျွန်မရဲ့ခြံဝင်းထဲကတစ်ပင်လိုပဲပေါ့ခွက်ကတကယ်ကိုစိတ်တဘောထားကောင်းတာပဲဟုတ်တယ်သူကနေရောနဲ့ပါစူးစမ်းနေတယ်လို့ပြောတယ်စာမေးပွဲကိုမြင်အောင်ပြီးကျွန်မကိုခန်းနာလက်ထပ်ဖို့ပဲကျွန်မကိုကဘာပေါ်မှာအပျော်ရဆုံးအမျိုးသမီးဖြစ်စေချင်တာဒီတစ်ခေါက်ခွက်ချူးလန်ကမင်းကိုစိတ်ပြည့်စေမှာမဟုတ်ပါဘူးမမကြီးစိတ်ပြည့်ရမှာကိုမကြောက်ပါနဲ့တွားပါသူ့ရဲ့အောင်ပွဲနဲ့ပြန်လာတာကိုစောင့်နေလိုက်ပါစာမေးပွဲမှာပထမရတဲ့သူတက်ကတော့ချူးလန်ပါမမကြီးတရင်ကောင်းကြီးပြုတ်ခွက်ကပထမဆုရသွားပြီးသူကပထမရတဲ့သူတက်ပဲကဘာပေါ်မှာအကျော်ကြားဆုံးပေါ့သူတကယ်လုံနိုင်ခဲ့ပြီရွှန်ဟွန်းကိုပြန်လာပြီး3နှစ်အတွင်းမှာပထမဆုရတဲ့သူချင်းနဲ့မင်းကိုလက်ထပ်ဖို့ပြန်လာမယ်လို့ကိုပြောခဲ့တယ်မလားဖေးရွှန်ကိုတစ်သက်လုံးလက်ထပ်ပြီးဘယ်တော့မှမခွဲမခွာဆုံးပြစ်မှာမဟုတ်လို့စိတ်ပြတ်အောင်လည်းမလုပ်ပါဘူးကြံရှိနေတဲ့ဘဝလျှောက်လုံးစားနေစီနဲ့နေရပါစေမင်းနဲ့အတူတူဘဝကိုဖြစ်တန်းသွားမယ်မမကြီးသူ့ကိုလက်ထပ်ဖို့သဘောတူလိုက်ပါဒီလိုရောက်တာကောင်းမျိုးရှာရခက်ပါတယ်သဘောတူပါတယ်ကျွန်မကိုလက်ထပ်ဖို့သဘောတူပါတယ်ရွှန်ဟွန်းနောက်ဆုံးတော့မင်းကိုစောင့်နိုင်ခဲ့ပြီနောက်ဆုံးတော့မင်းကိုတရားဝင်ကာကွယ်ပေးနိုင်ပြီကဲကြပါဦးသူ့ကိုတားကြပါဦးချူးလန်မင်းကမိမကိုလက်ထက်ရဲတယ်ပေါ့ဖေးရွှန်မင်းကငါမင်းသူ့ကိုလက်ထက်လို့မရဘူးမင်းကငါပိုင်ပဲဝေချက်ရွှန်ကမင်းပေါ်ဘယ်တော့မှအမမလုပ်ခဲ့ဘူးမင်းသားသူ့ကိုအရင်တစ္ဆာဖောက်ပြီးနာကျင်အောင်လုပ်ခဲ့တာဟောင်းနှွက်နေတဲ့ဖိနက်တစုံလို့စွန့်ပစ်ခဲ့တာဝေချက်ဒီမှာလက်ပွေနှိမ့်လိုက်အခုကစားပြီးငါတို့ပတ်သက်မှုတွေပြီးဆုံးသွားပြီးငါတို့ရဲ့အိမ်ထောင်ရေးကလည်းမသက်ဆိုင်တော့ဘူးငါလက်ပွေမနှိပ်ဘူးတည်ရင်သေးပါစေလက်ပွေမနှိပ်နိုင်ဘူးဖေးရွှန်ကငါပိုင်မင်းကငါပိုင်ပဲဖြစ်ရမယ်အဲ့ဒါမင်းပေါ်မှာမူတည်ဘူးအခုမင်းကတာမယ်လူတယောက်ပဲလက်နက်တွေတင်းဆဲပြီးဂုံဖွဲ့တာကကြီးလေးတဲ့ကျမှုပဲဥပဒေအရမင်းကိုခေါင်းချက်တက်ရမှာမင်းလက်ပွေနှိပ်ရင်အသက်ရှင်ခွင့်ရမယ်မနှိပ်ဘူးဆိုရင်တော့အကယ်မင်းမျက်စိမှာမင်းကိုပြင်းထန်အချစ်ပေးပြီးခေါင်းချက်တက်ဖို့ငါလျှောက်တင်မယ်ဂုံယူပါတယ်ဖေးမကြီးဒီနေ့တော့စိတ်ကူးတဲ့ကခင်ပွန်းနဲ့လက်ထပ်နိုင်ခဲ့ပြီပေါ့နောက်မှလည်းအတူတူပျော်ရှင်နေထိုင်သွားကြပါတော့လိုက်ပါပဲလို့ကျေးဇူးတင်ပါတယ်တခင်မလေးဒီနေ့တခင်မလေးကတကယ်ကိုလှပနေပါတယ်တခင်လေးချွေမြင်ရင်တေချာပေါက်မျက်စိကျင်းသွားမှာပါကြံရှိနေတဲ့ကျွန်တော်ရဲ့ဘဝလျှောက်လုံးမှာမင်းကိုကာကွယ်ပေးပြီးတန်ဖိုးထားသွားမှာပါချစ်သူမင်းကိုနည်းနည်းလေးတောင်အဆင်မပြေဖြစ်အောင်မလုပ်ပါဘူးကောင်းကင်နဲ့မြေကြီးကိုရှိကိုးပါမိဘတွေကိုရှိကိုးပါဇနီးမောင်နဲ့အပြန်လည်ရှိကိုးပါအခမ်းနားပြီးဆုံးပါပြီရန်ဟွန်းဒီနေ့ပန်းတွေကအရန်လလပါပွင့်နေတာပဲမင်းအတွက်တချင်းတပုတ်လောက်တီးပြရမလားမောင်တော်တီးသမျှကိုရန်ဟွန်းနားထောင်ကျင်ပါတယ်ရှင်နေအောင်ကြီးကတားရတယ်လေပြေအေးလေးတိုက်ခတ်နေတယ်ဘေးနားမှာလည်းအဖို့ပြုတ်ပေးမဲ့လူကောင်းတယောက်ရှိတယ်မောင်မြဝင်းထဲမှာကြေရောင်တွေလင်းလက်နေတယ်လို့ပဲဒီဘဝကဒါနဲ့တင်လုံလောက်ပါပြီရန်ဟွန်းနောက်ဆုံးတော့ကျွန်မဟာမာရွေးနဲ့အချစ်တွေကနေလွတ်မြောက်ခဲ့ပြီးအတိတ်ကဝေကျွေးတွေကိုထစ်တောက်ပြီးမှန်ကန်တဲ့သူနဲ့တွေ့ဆုံခဲ့တဲ့ငယ်ကလေးကတောင်းတခဲ့တဲ့ဘဝမျိုးမှာနေထိုင်ခွင့်ရခဲ့ပါပြီ